မိတ်ဆွေအနေနဲ့အိမ်မှာကလေးတွေအဖိုးအဖွားတွေဒါမှမဟုတ်ချစ်စရာအိမ်မွေးတိရစ္ဆာန်လေးတွေကိုထားခဲ့ပြီးတော့အပြင်သွားရတာစိတ်မချဖြစ်နေရင်ဒါမှမဟုတ်ဆိုင်ငန်းနဲ့ရုံးငန်းအတွက်တကယ်ကို Amisa Ultra HD အကြီးဆုံးကင်မရာမျိုးကိုရှာနေတယ်ဆိုရင်တော့ကျွန်တော်ကဒီနေ့ Xiaomi ရဲ့ Smart Camera 4K လေးနဲ့မိတ်ဆက်ပေးပါမယ် 4K Ultra HD Resolution နဲ့ဒီကောင်လေးရဲ့ရုပ်ထွက်ကပုံမှန်1080 pixel တွေထက်အစပေါင်းများစွာပိုပြီးတော့ကြည်လင်တဲ့မျက်နှာတွေကိုအသေးစိတ်ကိုပြက်ပြက်သားသားကိုမြင်ရပါမယ်ဒီကောင်လေးရဲ့ mic တဲ့ချက်ကဘာလဲဆိုတော့ဒီကောင်လေးကလူတွေမကဘဲနဲ့အိမ်မွေးတိရစ္ဆာန်တွေရောကလေးငိုတန်တွေကိုပါ AI စနစ်နဲ့အတိအကျခွဲခြားပြီးတော့ဖုန်းထဲကိုအတန်ကြားတာနဲ့ချက်ချင်း notification ပို့ပေးတာပဲဖြစ်ပါတယ်ဒီပညာအပေါ်ကို360 degree မိတ်ဆွေတို့စိတ်ကြအကုန်လှည့်ကြည့်လို့ရတယ်ဆိုတော့အိမ်ရဲ့ဘယ်ရှူတောင်းမှမဆိုဆိုင်ရဲ့ဘယ်ရှူတောင်းမှမဆိုမြင်ကွင်းကိုကြဲကြဲလွန်းလင်းနဲ့ရှင်းရှင်းလင်းလင်းမြင်ရမှာပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီကောင်လေးက dual band wifi ဖြစ်လို့ 2.4 GHz ကို 5 GHz ကို support လုပ်ပေးလို့ဗီဒီယိုတွေကြည့်တဲ့အခါမှာ line လုံးဝမထစ်ဘဲနဲ့ကြည့်ရတာပုံမြန်နဲ့ပို့ပြီးတော့အဆင်ပြေချုံးမွေ့စေမှာပဲဖြစ်ပါတယ် two way audio ဖြစ်ပြီးတော့ဖုန်းနဲ့ CCTV အပြန်အလှန်စကားပြောဆိုနိုင်မှာပဲဖြစ်ပါတယ်လာပါစီစဉ်မှာကျေးဇူးပါတယ်ရှင်။အခုကတော့ Xiaomi ရဲ့ audio ကိုတက်ပြပေးနေတာဖြစ်ပါတယ်ရှင်။ Xiaomi application နဲ့ချိတ်ဆက်အသုံးပြုနိုင်ပြီးတော့ application ထဲမှာကျွန်တော် screenshot ရိုက်တာတွေ video recording လုပ်တာတွေနဲ့ကျွန်တော် camera ကိုဘေးပင်ညာအပေါ်အောက်လှည့်တာတွေကို control လုပ်လို့ရမယ်ပြီးလို့ရှိရင်တော့ human detection ဖွင့်ပိတ်တွေလုပ်လို့ရတဲ့အပြင်မှာတခြား setting တော်တော်များများကိုချိန်ညှိပြီးတော့အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်လုံခြုံရေးအတွက်လည်းစိတ်ချရတယ်ရုပ်ထွက်အနေနဲ့ကလည်း 4K နဲ့ကြီးတောက်ရှင်းဆိုတော့အိမ်တိုင်းဆိုင်တိုင်းမှာတစ်လုံးတော့ဆောင်ထားတင်တယ်လို့ထင်ပါတယ်ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ခုနှစ်ခွန်3မနော်ရီလမ်းပေါ်ကမိတ်ဆွေရဲ့စုကွန်နံမှာလာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ